โอเคအားလုံးပဲမင်္ဂလာပါ Manchester United ရဲ့ Matchday with ဆိုင်ကြီး YouTube Channel နေပြီးတော့ Arsenal အိမ်ဝင်းထိသွားပြီး 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ Okay ကျွန်တော်ဗီဒီယိုတွေလည်းမရိုက်တာကြာပြီပေါ့ကျွန်တော်အရန်မအားတာတွေလည်းပါတယ်ပြီးတော့ကြည်ကြိုင်းမှာကျွန်တော်ဆောင်းမွေးလေးနှစ်ခုပေါ့နော်ကျွန်တော်ဖြေလိုက်ရတယ်အဲ့အတွက်အများကြီးပေါ့ကျွန်တော်ဒီ YouTube channel ကိုလည်းမှန်တိုင်းပြောရရင်ကျွန်တော်အချိန်ပေးပြီးတော့မလုပ်နိုင်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုတွေမတင်ပြတာတော်တော်ကြာသွားပြီဗျာကျွန်တော်2လလောက်တော့ရှိသွားပြီလို့ကျွန်တော်ထင်တယ်ဒီကြားထဲမှာကျွန်တော်တို့အသင်းရဲ့အပြောင်းလဲအများကြီးလည်းဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုမှလည်းမရိုက်ဖြစ်သလိုသိရမလားဘလုံးပွဲတွေကိုတော့ကျွန်တော်တောက်လျှောက်ကြည့်ပြတယ်ဗျာကဲထားပါကျွန်တော်အဲ့ကိစ္စကြီးပြောမနေကျွန်တော်အခုလောလောဆယ်ဒီဗီဒီယိုရိုက်တာကျွန်တော်အောင်မဲခံရင်လို့ရိုက်တာဗျာbrother တို့ပဲကြည့်လိုက်တော့ကျွန်တော်ဘာဖတ်မှလည်းမပါတော့ဘူးဘာ lighting မှလည်းမပါဘူးဗျာဒီလား lighting ဆိုတော့ဒီကောင်လေးဖွင့်လိုက်မယ်ဆိုရင်တော့နည်းနည်းလေးတော့ brother ကိုကြည့်ရနည်းအဆင်ပြေသွားမလားမသိဘူးဒါပေမဲ့ကျွန်တော်ရရပဲကျွန်တော်ကိစ္စမရှိဘူးအဓိကသိရမလားပျော်လို့ဗျာကျွန်တော်လုံးဝဆောင်းဝမ်းပျော်လို့ကျွန်တော်ဒီဗီဒီယိုရိုက်ပြီးတော့တင်ပါဗျာကျွန်တော်လုံးဝဒါဝါလည်းမလုပ်ဘူးကျွန်တော် edit လည်းမလုပ်တော့ဘူးကျွန်တော်ဒီတိုင်းတင်မယ်ပြီးတော့channel ကိုကျွန်တော်ကျုံသလိုပေါ့ဗျာနော်ကျုံသလိုကျွန်တော်ခုလိုဗီဒီယိုတွေတင်မယ်ဗျာခုလိုဆိုကျွန်တော်အောင်ဝဲခံနေတယ်ဗျာသိရမလားအောင်ဝဲခံနေတယ်ကျွန်တော် Man City ကိုနိုင်နှုံးကပျော်တယ်ဒါပေမဲ့ဒီလောက်ကြီးမဟုတ်ဘူးဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီပွဲမတိုင်ခင်မှာကျွန်တော် YouTube နည်းနည်းကြည့်တုန်းကပေါ့ဗျာကျွန်တော်ဘယ်သူလို့တော့မပြောတော့ပါဘူးArsenal fan YouTuber တယောက်ပေါ့ဗျာကျွန်တော်တို့အရင်စီနေရကြပါတယ်ဒါပေမဲ့ तू ပြောတာပဲသိရမလားသူတို့Arsenal ကအရင်နှစ်ကြာကြီးတိဆောက်ထားပြီးတော့ထားတဲ့အတွက်သူတို့ကကျွန်တော်တို့ဘယ်လိုပြောမလဲ Man City လောက်တော့လွယ်မှာမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ပြောထားတာဗျာဒီလားအေးဘောဆိုပြီးတော့အဲ့တော့ကတော့သိရမလားလက်ခံပေးပြီးတော့နားထောင်ပေးလိုက်တာပေါ့အခုတော့ဘယ်လိုပြောချင်လဲပေါ့သိရမလားဗျာသိလားဘယ်လိုပြောမလဲ4-5နှစ်လောက်အချိန်ယူပြီးတီဆောက်ထားတဲ့နောက်တိုင်းကကျွန်တော်တို့အသင်းကိုအိမ်ဝင်းမှာ3ဂိုးပေးပြပြီးတော့ရှုံးနေတယ်ဗျာဒီလားသိရမလား၄တိုက်တွေထင်လေ၄တိုက်တွေပဲဗျာဒီလားတိတ်ပြီးတော့ပြန်ဆက်တိုက်ပြောမနေဘူးဘယ်လိုပြောမလဲကျွန်တော်ခုလောဆယ်ပထမဆုံး congratulation လုပ်ချင်တာကျွန်တော် Michael Carrick ကိုဗျာသိရမလားရောက်ပြီးတဲ့အချိန်မှာကျွန်တော်အဆင့်1နဲ့အဆင့်2နှစ်သင်းစီကနေပြီးတော့ကျွန်တော်ပွဲမစခင်နေတော့ကျွန်တော်အများကြီးမျှော်လင့်မထားဘူးMan City စီကလည်းအမှတ်ရမယ်လို့အရင်မမျှော်လင့်တယ်လို့ Arsenal စီကအမှတ်ရမယ်လို့လည်းကျွန်တော်အရင်မမျှော်လင့်ဘူးဒါပေမဲ့ခုလောဆယ်အချိန်တွေမှာနှစ်ပွဲအဲ့နှစ်ပွဲကလည်းအဆင့်1 Arsenal အဆင့်2 Man City နဲ့ကိုကျွန်တော်တို့က6မှတ်အပြည့်ရထားပြီဗျာဒီလားပြီးတော့ကျွန်တော်အဆင့်4နေရာကိုရောက်လာပြီArsenal နဲ့ကျွန်တော်တို့10မှတ်12မှတ်กว่าမယ်နဲ့တူတယ်ပြီးတော့ကျွန်တော်တို့Man City Aston Villa နဲ့ကျွန်တော်10မှတ်လောက်กว่าလိမ့်မယ်ဒါမဲ့ထားပါအဲ့ကိစ္စတွေအရေးမကြီးဘူးကျွန်တော် Champions League ဝင်ရဖို့အရေးကြီးတယ်ပြီးတော့အခုလောဆယ်အချိန်တွေမှာဗျာလုံးဝကျွန်တော်တို့ကဒီပွဲပြီးရင်နောက်တစ်ပတ်မှကျွန်တော်တို့ပြန်ကန်ရအောင်မယ်နဲ့တွေ့အဲ့တော့တစ်ပတ်လုံးအောင်ဝဲခံပြဗျာဒီလားတစ်ပတ်လုံးအောင်ဝဲခံပြဘယ်ကောင်းမှ queue size မလို့မင်းတို့ဘာပဲလာပြောငါတို့ကမင်းတို့အိမ်ဝင်းမှာမင်းတို့အိမ်ဝင်းလုံးဝမရှုံးသေးပါဘူးဆိုတော့အိမ်ဝင်းမှာငါတို့မင်းတို့အရှုံးနဲ့မိတ်ဆက်ပေးပြီးတော့ထပ်ပြောလိုက်မင်းတို့အတင်းအိမ်ဝင်းမှာ3ဂိုးပေးရတာငါတို့ United ကိုပထမဆုံးပဲဟုတ်တယ်မလားဒီကကျွန်တော်စော်ဝမ်းပြောတာပဲတည်ရပါတည်ရမလားပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲအရင်ဗီဒီယိုတွေကိုပြန်သွားကြည့်ဗျာကျွန်တော်ဘယ်သူမှတခြားလူတွေကျွန်တော်ဒိုကူကိုအပြစ်တွေပြောကြတယ်မယုံကြည်ခင်နဲ့ကျွန်တော်ဒိုကူကိုယုံကြည်ခဲ့တယ်ဗျာသိလားခင်ဗျားတို့စောင့်ကြည့်ဒိုကူမှာဖြစ်နိုင်တဲ့အလားအလာရှိတယ်ဖြစ်နိုင်တယ်လို့ကျွန်တော်အများကြီးပြောခဲ့ရဗျာအတိုက်ခံနေလို့ပြီးအများကြီးပြောခဲ့အခုဒိုကူဘာကြီးလုံးပြနေလဲဘလိုကယ်ရီယာဗျသိရမလားအရင် possession မဟုတ်တာတော့ဟုတ်ပါတယ်ဒါပေမဲ့သူ့စီမှာလုံးနိုင်စွမ်းသူ့ရဲ့ဘယ်လိုပြောမလဲဒီအသင်းအတွက်သူလှုပ်ပေးနိုင်စွမ်းအများကြီးရှိရယ်သူစီမှာဖြစ်နိုင်တဲ့အလားအလာအများကြီးရှိရယ်ဗျာဒီလားအဲ့တုန်းကလည်းကျွန်တော်အများကြီးပြောခဲ့အခုလည်းဒိုကူအများကြီးလှုပ်ပြတယ်ပြီးတော့ကျွန်တော်ကိုညာရဲ့ကိုပါဗျာလုံးဝသိလားထင်းမထားဘူးဆိုတာကန်လိုက်မယ်ဆိုတော့ထင်ရတယ်ဗျာဒါပေမဲ့အဲ့လောက်ကြီးလုံးဝအတီးကြကြီးတောင်ထဲကိုဝင်သွားလိမ့်မယ်လို့ကျွန်တော်လုံးဝထင်မထားဘူးဆောင်း sorry ရန်လန်းနေဗျာသိလားရန်လန်းနေကျွန်တော်ပထမကိုပေးလိုက်ရတဲ့ကိုကတော့ကျွန်တော်မာတီနဲ့အမားမဟုတ်ဒါတော့ဖြစ်တတ်တယ်ဗျာသိရမလား sorry ဖြစ်တတ်တဲ့ကိုအနေနဲ့ကျွန်တော်အနေနဲ့အများကြီးလက်ခံပေးလို့ရတယ်ဗျာသိလားကဲဘာပဲပြောကျွန်တော်တို့ကဘယ်လိုပြောမလဲအဆင်နေဆိုရဲ့အတင်းပြီးတော့ကျွန်တော်အထီးကအဆင်နေကိုအဲ့လိုရန်ဟွာဖြစ်တာထက်ဆိုင်ကျွန်တော်တို့သိရမလားကျွန်တော်တို့ကအောက်အတင်း
သူတို့အိမ်ဝဲမှာကျွန်တော်တို့ကရှုံးတာခက်တောင်ကောင်းအောင်ရမှာမဟုတ်ဘူးဟိုတည်ရမလားပြီးတော့ chance တောင်မှတေပြောမယ်ဗျာ chance တောင်မှသူတို့ကဟိုဟာတဲ့ကျွန်တော်မှတ်မိပါသေးတယ်ကျွန်တော်နားထဲမှာစွဲနေတာဗာလဲဆိုတော့ရှုံးတာကဟိုဘယ်လိုပြောမလဲချမ်း3ချိန်လောက်ရရင်တော့အဲ့3ချိန်ကိုအသုံးချနိုင်မှရမယ်လို့ပြောတဲ့အစင်းနဲ့ဖန်အကြီးသားကြီး YouTuber ကြီး Okay အဲ့တော့ဟိုဘယ်လိုနေမလဲဗျာသူဘယ်လိုနေမလဲဆိုတာကျွန်တော်ကြည့်နေတယ်ဒီဗီဒီယိုရိုက်ပြီးရင်ကျွန်တော်သူ့ channel ကိုကျွန်တော်သွားကြည့်အောင်မယ်သူဘာပြောမလဲပေါ့ဗျာသိရမလားသူကတော့ပြောလိမ့်မယ်ကျွန်တော်တို့အရန်ကောင်းတာထက်ဆိုင်ရင်သူတို့အတင်းကအမားလေးများသွားတာပါညာနဲ့ပြောမယ်လို့တော့ကျွန်တော်ထင်တယ်ထားပါအားရကိစ္စမရှိဘူးဘယ်လိုနေနေအဲ့ဒီလိုပြောတဲ့အတင်းကိုကျွန်တော်တို့ကအိမ်ဝင်းသူတို့ရဲ့အိမ်ဝင်းမှာကျွန်တော်တို့က3ကိုသွားသွင်းပြီးတော့ကျွန်တော်တို့နိုင်ခဲ့ပြီအဲ့တော့တစ်ပတ်လုံးအောင်ဝဲခံပြပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအာဆင်နယ်ဖန်နေနဲ့တွေ့ရင်ကျွန်တော်တို့မေးလိုက်ဗျာဒီလားအာဆင်နယ်ဖန်နေနဲ့တွေ့ရင်မေးလိုက်မင်းညအိပ်ပျော်လားလို့မေးလို့ရပြီသိရမလားโอเคကျွန်တော်တငယ်တယောက်လဲဟိုမှာရှိရယ်စာလုံးမှာစာလုံးမှာရှိရယ်စာလုံးမလေးမှာရှိရယ်အာဆင်နယ်ဖန်တယောက်ကျွန်တော်သူ့ကိုလည်းမနေ့ဖန်ကြရင်ကျွန်တော်ဗီဒီယိုကောခေါ်ပြီးကျွန်တော်ကိုယ်တိုင်လေသွားတိုင်မယ်အကောင်လေဘယ်လိုပြောမလဲသူတို့ကဗျာသိရမလားဟိုကောင်းပါတယ်သူတို့အတင်းကောင်းတော့လည်းလက်ခံနေinternational နဲ့မှာလည်းဟိုကျွန်တော်တို့ဟိုယူရိုမှာဥရောပမှာလည်းကျွန်တော်တို့ရှုံးဝဲမရှိထားဘူးဟုတ်တယ်အိမ်အခု Premier League မှာလည်းအိမ်ဝင်ရှုံးဝဲရှိမထားဘူးဆိုပြီးကျွန်တော်တို့အားချောင်းနေတာဗျာသိရမလားအားချောင်းနေတာအားချောင်းနေတဲ့ကောင်တွေကိုအခုကျွန်တော်တို့ဆုံးမပေးလိုက်ပြီ Okay အဲ့တော့ဘယ်လိုပြောမလဲရမ်းပြောနေရပဲသိရဗျာအဲ့တော့ဟိုကျွန်တော်နောက်ဆုံးပြောချင်တာကကျွန်တော်ဒီဗီဒီယိုတင်ပြီးရင်ကျွန်တော်တက်နိုင်ဆုံးတော့ကျွန်တော်ဗီဒီယိုလေးတွေပြန်ရိုက်ပေးဖို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုပြောမလဲကျွန်တော်ကိုယ်တိုင်လည်းတကယ်တမ်းပြင်းတာလေးပါတယ်ဗျပြင်းတာလေးပါတယ်ဗီဒီယိုရိုက်တဲ့အချိန်မှာလည်းကျွန်တော်ဟိုဘယ်လိုပြောမလဲအရန်အချိန်မပေးနိုင်တာရဲ့အရန်ဟိုမဖြစ်တာရဲ့နောက်ပိုင်းကျွန်တော်တကယ်တမ်းဗီဒီယိုတွေတင်ပြမယ်ဆိုရင်တော့ကျွန်တော် edit မလုပ်ဘဲနဲ့ကျွန်တော်အရင်လိုတက်မလေးတွေရန်အချိန်မပေးနိုင်တော့ဘဲနဲ့ဟိုဖြစ်နိုင်တော့ဗီဒီယိုလေးတွေကျွန်တော်ပြန်တင်ပေးပါမယ် Okay အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တစ်ပတ်လုံးကျွန်တော်တစ်ရက်လုံးဒီနေ့တညလုံးမအိပ်ဖဲနဲ့အောင်ဝဲခံမယ် Okay အားလုံးကိုကျေးဇူးတင်ပါတယ်